လိုက်မထိုင်နဲ့ဘာကနဲ့မနိုင်မပြေနဲ့ဒါလေးမပြင်းနဲ့တော့တမင်းနော်အဖေနဲ့ဒီနေ့တက်လာဘာမှပြဖို့ဒီမှာအလွတ်ကြီး28ရက်3လ2020ဟုတ်ပါ